哦，我妈修改没东西，没啥变。哎呀！是，没啥必要没。大哥等眼睛，牛嘞，明拉上路嘛拉皮了来回拉皮呀的，牛，大些，我也是你挑的。对啊，我那完了，榴莲来吃下来，那梅莲来吃下来是了，有个，你眼看看嘛了喏。天了啊，有几也背着路有啊。有个嘞，哪里边的？西林啊，谁搞到没？西林啊，有个嘞，明年呀，我以前做了对了，你看没有？ဟုတ်ကဲ့ကျမကလည်းမိဘလိုပေးစားလို့ရတာဆိုမချစ်တော့လဲအောက်ကနားမော်လာတယ် 他那，西林啊，你屋子路呗喏。 သေချာတာပေါ့မှာရဲ့ရှေ့ရဲ့ခွေလေးစလို့အမားတို့စာနေစပွဲဝတ်တက်တော့တွေ့ရလေ 哦，好，妈咪妈咪，这个复杂呗喏。现在嘛别欠对了啊，一点的钱，慢点的钱。 ဟုတ်တယ်အမရဲ့ရှေ့ရအောင်လေအဲ့ညှမ်းနှက်မောင်တွေ့လို့ရှိရင်တရားတော်ဆွဲပြစ်ချင်တယ်သူအလကားညှမ်းနှက်မှာကဲပါဟိုရှေ့ပြောနေရတယ်အမလည်းစိတ်ညစ်နေလိမ့်မယ်အေးစိစကားပြောလိုက်ကြနော် ပါတယ်ရှိပါတယ်ရငင်းဆန္ဒမှာနှစ်ယောက်ကြာဟိုတယောက်နဲ့တူတွဲပြီးတွေ့လိုက်တယ်ရှိအင်းတလို့လဲကြည့်နေတော့မလား ငါမကြည့်နေလို့ဆက်လို့ရပါ ငါတင်ညီမတစ်ချိန်တော့ရုပ်ကံကိုတင်းထားခဲ့တာရုပ်ကံနဲ့ကိုလက်ထပ်သွားတော့သူခံစားသွားတယ်အခုချိန်ကျမှချစ်စိတ်တွေပြန်မလာမဖြစ်နိုင်ဘူးရုပ်ကံကိုချစ်နေမလား ဖြစ်နိုင်တာလို့ငါတို့မုံတော့ ပါဇက်ကသာမုန်းတယ်ပြောနေသိလားဒီနဲ့တွေ့ရဲဆိုတော့လည်းမျက်နှာပြက်နေ ဒါကတော့ ဒါတော့လုံနေနေရှိဒီမှာလက်ထပ်ပြီးနေပြီတော့ငါ့ကိုပေါ့ပြက်ပြက်တွေးနေကြတယ်ရားရဲတွေ့နေရငါစိတ်ဆင်းရဲရတယ် အဲ့နေရောက်လေငါဒီတိုင်းကြည့်စမ်းလို့ မလေးကြည့်စရာလားအံ့ဩစရာပဲ အဲ့ကြည့်တာအဲ့အပင်ကိုအဲ့နားမှာမစိုက်ပါနဲ့လို့ပြောပြ ဟုတ်ကဲ့ပါအဲ့ဒီခိုင်နာမှာစိုက်ပါ ဟုတ်တယ် ကိုလီဘယ်မှာရတဲ့စိုက် ဒီနေရာမှာမစိုက်တော့ဘယ်နေရာမှာစိုက်ရမလဲ ဘယ်နေရာမှာစိုက်ရမလဲနော်မဆိုင်လို့ဘာမှတော့ဆိုင်ရမှာ ဒီချန်ကလွယ်လို့ရှိရင်ကြိုက်တဲ့နေရာတော့စိုက်လို့ပြော ဒီချမ်းလွယ်စိတ်ကနဲ့ ဟုတ်တယ် စိုက်ဖို့မွေးကြရင်စိုက်ဖို့မွေးကြရင်တော့ဒီချာလို့ရမှာပေါ့ လေမရရစိတ်တဲ့နေရာလွယ်ဒီချမ်းမှာတော့ဆိုင်တယ်ဟမ်အဲ့ဟုတ်ပါဘူးဒီချမ်းလွယ်စိတ်တဲ့နေရာမှာတော့ဆိုင်တယ် ဒီနေရာကလွယ်လို့စိုက်ရမယ့်နေရာမရှိဘူးပြီးတော့ဒီချာပြောလိုက် ဟိုမိုက်ဟိုတော့ဆိုင်စရာမရှိဘူးတဲ့ မသွားစိုက်ဆရာမရှိဘူးဆိုလို့ရှိရင်လည်းသွားတူလို့ပဲဆန်ပေးလိုက်မယ်လို့ပြောလိုက် တော့မဟုတ်ဘူးလေဟိုဒီချမ်းလွယ်ပြီးသွားဆိုင်စရာနေရာမရှိဘူးတဲ့ပြီးတော့ဒီချမ်းကသူ့ချမ်းနဲ့ အမဒီချန်သူ့ချန်လားငါချန်လားစဉ်းစားသားလည်းပြောလို့သွားပြန်ပြော တော့ပြောအောင်မလား သွားပြောရမှာလေ ဟုတ်ကဲ့မရှိရတဲ့ဒီချမ်းဟိုသူ့ချမ်းလားအခုလေးချမ်းလားဟိုစဉ်းစားလည်းပြောတဲ့ ဒီမှာနေရာပစ္စည်းလင်းမပိုင်တယ်လို့မပြောလေးလိုက်ဒီအိမ်မှာငါကအိမ်တော်ဦးစီးတာသူကအိမ်တော်ဦးစီးတာ ကိုလေးကအိမ်အောင်ဦးစီးလေး အေးအိမ်တော်ဦးစီးဆိုတဲ့ဆိုင်ငါ့ကိုဘာမှဝေဖန်စရာမလိုဘူးလို့ငါကြိတ်တာလုပ်မယ်လို့ပြောလိုက် ဟုတ်ကဲ့ဟုတ်ကဲ့ သွား ဒီတော့မ တ
အားပြောလေ ဟိုဒီအိမ်မှာဟိုဘာအိမ်အောင်ဦးစီးလားမမလည်းအိမ်အောင်ဦးစီးလာတဲ့ဟိုလင်းမိုင်းလေးဆရာလိုက်တယ်မရပြည်စီလည်းလင်းမိုင်းလေတဲ့ အမကြီးကျယ်လိုက်တာဒီမှာဒီအိမ်ကငါးမိဘရဲ့အိမ်တိလားငါးမိဘရဲ့ချက်ငါလက်မခံဘူးလို့ပြောလိုက်သူနဲ့ဘာမှမဆိုင်ငါလက်မခံဘူးတော့ပြော ငါမိဘတွေကိုငါလက်မ ဟာငါမိဘချက်သူလှုပ်ချင်လို့လှုပ်လို့မရဘူးငါလက်မခံဘူးလို့ပြောတာ ဟုတ်ပြီဟုတ်ငါမိဘတွေကိုသူလုပ်ချင်တယ်လုပ်လို့မရဘူးလား ဟမ်ငါမိဘ ဟောအဲ့လိုလုပ်လို့ရတယ်လေ ဘာရှက်ပြောနေရလဲဒါငါမိဘရဲ့ချမ်းနော်သူနဲ့မဆိုင်သူလှုပ်ချင်တယ်လှုပ်လို့မရဘူးငါလက်မခံဘူးလို့ပြောတာ ဟုတ်ကဲ့အဲ့တော့ပြောမှာပေါ့ အေးဟုတ်တယ် ဟုတ်ကဲ့အော်ကျိုးပါတယ်လေ အားမမဒီဘူး ကိုလေဟိုတော့ပြောတယ်ဒါသူမိဘတွေချမ်းနဲ့လုပ်ချင်တိုင်းလုပ်လို့မရဘူးတဲ့မျိုးပြောလိုက်တယ်ဒီမှာဒီမှာနေတော့ငါတော့ပြောကျင်းတယ်ဘောလို့ပြော ရှင်းလေအင်းပါလာရှင်း ရှင်တို့ရောဘာဖြစ်နေကြလဲအဲ့မိန်းမသူများချန်ထဲမှာအပင်လာဆိုင်ရတိတ်ညာအာရနေတာဟဲ့ ရှင်းဒီမရိုင်းနဲ့တော့သူကငါ့အတွက်ငါကြိုက်တဲ့အပြုံလာစိုက်ပေးနေဒါလူကိုရေပေါ့ ရှင်အိမ်တော်ရှင်ယောက်ျားတယောက်လေအရင်လိုလူပြူလူလို့မှမဟုတ်တာပြီးတော့အဲ့ဒီမိန်းမရှင်တစ်ချိန်လုံးကလိုက်ခဲ့တယ်လေရှင်လိုက်တော့သူကပြေးတယ်အခုရှင်ပြေးတော့သူကလိုက်တယ်ဗာလေလူတက်ငါကြည့်ရလို့ရှင်တော့ထင်နေကြလားဟာလားကြည့်လဲလောက်ကြအောင်နော်နှစ်ယောက်လုံးဒုသနာတော်နဲ့ငရေအိုးတွေကြိုးကတ်ဟပစ္စည်းမ ရှမ်းမမရှိဘသူ့ကိုဘာပြောပေးရအောင်မလဲ ဘာမှပြောကြမလို့မိဖို့ရဲဝင်အိုးအကြီးနဲ့ရင်တွေတဲ့စူရာနဲ့ငါ့ကိုပြောအေးငါမကြိုက်တဲ့ပင်တွေလောင်းလို့ မမရှိ ဟဲ့ ရှင် ငါပြန်တော့မယ်လို့တော့ပြောတာ အော်အမလေးဒီကိစ္စများကိုလီငါပြီးနှုတ်ဆက်နေသေးတယ်ပြောလိုက်ပါမယ်ရှင်ပြောလိုက်ပါမယ်တဲ့အမလေးပြောပါမယ်ဟာကိုလီဘသူ့ကိုဘာပြောပေးရအောင်လဲ အေးအဲ့ဒီရှင်ရွှေစင်ငါရင်လာပြော ဘာလို့မလုပ်လဲကိုလီ အဲ့စနိုးစူနေတဲ့ရှင်တွေကိုထည့်ပြုတ်မလို့ကြားလား โอเคပြီးတော့ကြည့်လို့မမလေးကိုလေးကလေရင်ရွေးဦးစုမှာစနိုးလေးကိုထည့်ဆိုစနိုးလေးတအားပူနေမှာပေါ့အခုတွေကကြိုပြီးတစ်ခါထည့်ထားလိုက်မယ်နော် ဟမ်ငါစလုံးနဲ့နေတော့နေနေတော့ဘာနေလဲတော့စနိုးဟဲ့ပစ္စည်းပစ္စည်း ရှမ်း စနိုးတော့ဘယ်ကြောက်နေလဲငါရှာနေထားတယ်နည်းနည်းလာမှာ လာပြီပါလေလာပြီ ဟဲ့ငါစနိုးတဲ့အိမ်လုံးတစ်ချောင်းလုံးလိုက်ရှာနေမတွေ့ဘယ်ရောက်နေလဲ မလေးဘယ်ရောက်မှာလဲကိုလေးပေါ့ဟိုမြူးဆိုရင်မိမလို့ဆိုပေးလိုက်ပြီ ဘာရှုတာမျိုးကိုပေးလိုက်တယ် ဟုတ် ဒီမှာမလဲ ဟောမလေးတော့တိတ်လို့တစ်ချောင်းနဲ့လူတွေ့မတွေ့ရလား ဩငါရှာနေစနိုးလေသူ့ရှာနေမှာမဟုတ်တာ အိမ်ကနေမှာ တွေ့ရင်တွေ့ဟဲ့